သားသမီးမိတ်ဆွေများလုံးမင်္ဂလာပါတနင်္ဂနွေသားသမီးတွေအတွက်ကို2026ခုနှစ်အတွက်တစ်နှစ်စာဗီဒီယိုစကားဝါကြားပေးမှာဖြစ်ပါတယ်တနင်္ဂနွေသားသမီးတွေအနေနဲ့ဒီ2026ခုနှစ်ဆိုတဲ့ကာလမှာကောင်းမွန်တဲ့အလှည့်အပြောင်းတွေကြုံတွေ့ရတတ်ပါတယ်အဲ့တော့စီးပွားရေးနဲ့ပတ်သက်တဲ့အပြောင်းအလဲတွေနော်အဲ့တော့လုပ်ငန်းနဲ့ပတ်သက်တဲ့အပြောင်းအလဲတွေကြုံတွေ့ရတတ်တယ်အဲ့ဒါတွေကလည်းကောင်းသောပြောင်းလဲခြင်းတွေဖြစ်ပေါ်လာမှာဖြစ်ပါတယ်။အိုးအိမ်တွေကထိုင်ခင်းအပြောင်းအရွှေ့တွေဖြစ်တတ်တယ်။နော်အိမ်ပြင်ရတတ်တယ်။အိမ်ဆောက်ရတတ်တယ်။အဲ့တော့အတွေးခေါ်အယူဆတွေမှာပြောင်းလဲသွားတတ်တယ်။အဲ့တော့ကောင်းမွန်သောပြောင်းလဲခြင်းတွေဖြစ်လာပါလိမ့်မယ်။အဲ့တော့စီးပွားရေးနဲ့ပတ်သက်ရင်လည်းကိုယ့်ရဲ့လုပ်ငန်းတွေကကိုယ့်ရဲ့လောက်ကင်တဲ့လောက်နော်ကိုလုပ်တဲ့လောက်အကျိုးဖြစ်ထွန်းမဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်ဒီ2026ခုနှစ်ထဲမှာအဲ့တော့ဘယ်အလုပ်ကိုလုပ်တဲ့စီးပွားရေးတွေအဲ့တော့မိမိလုပ်တဲ့လုပ်ငန်းတွေကဒီ2026ထဲမှာပဲအဲ့တော့အဆင်ပြေလာမယ်ကိုယ့်ရဲ့စိတ်ထဲမှာကြံနေထားတဲ့အကြံစီတွေအကောင့်ထဲပေါ်လာနိုင်မဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်အရင်တော့ကဒီ2025ထဲမှာဘယ်လောက်ပဲညံ့ခဲ့ဒီ2026ထဲမှာကောင်းမွန်တဲ့အလှည့်အပြောင်းတွေကြုံတွေ့ရပြီးတော့စီးပွားရေးတွေလုပ်ငန်းတွေအောင်မြင်တိုးတက်လာမဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်အဲ့တော့ကိစ္စတွေအားလုံးအဆင်ပြေမယ်အဲ့တော့ရွှေတဲ့ပစ္စည်းတွေဝင်လာတတ်တယ်ငွေထုတ်တဲ့ဝင်တတ်တယ်ထီပေါက်တယ်လို့ငွေရတယ်လို့မျိုးငွေတွေလည်းဝင်လာရင်းရှိတယ်နှစ်တစ်နှစ်ဖြစ်ပါတယ်အဲ့တော့ထူးထူးခြားခြားဒီ2026ထဲမှာပဲအလောက်ကိုင်ခွင်လန်းနှစ်ခုပေါ်ပေါက်လာတတ်တယ်အလောက်ကိုင်နဲ့ပတ်သက်ရင်နေရာနှစ်ခုနော်အခွင့်အရေးနှစ်ခုအခွင့်အလန်းနှစ်ခုကြိုင်နဲ့ပေါ်ပေါက်လာတတ်တယ်နှစ်တစ်နှစ်ဖြစ်ပါတယ်အဲ့တော့ကောင်းမွန်တဲ့ခရီးတွေသွားရတတ်တယ်မင်္ဂလာကိစ္စနဲ့ပတ်သက်တဲ့ခရီးတွေအလူတန်းနဲ့ပတ်သက်တဲ့ခရီးတွေကောင်းသောခရီးတွေထွက်ကြတဲ့သွားရတဲ့ပျော်ရွှင်ရမယ့်ခရီးတွေသွားရတယ်ပါလေအဲ့တော့အဲ့ရနေရာအစအရွှေ့ပြောင်းလေးတွေဖြစ်တတ်တယ်အဲ့တော့တနင်္ဂနွေသားတွေနဲ့ဒီ2026ထဲမှာထေငော့ကြံ့ညာနေတဲ့ကိစ္စတွေအားလုံးဟာအဆင်ပြေအောင်မြင်သွားမဲ့နမိတ်မျိုးမှာရှိနေတယ်အင်္ဂါနဲ့ပတ်သက်တဲ့စံစီစေးစာစက်ပစ္စည်းတွေအသစ်ဝင်လာတတ်တယ်အဲ့တော့စီးပွားရေးလုပ်ငန်းတွေနဲ့ဆိုရင်အင်္ဂါနဲ့ပတ်သက်တဲ့လုပ်ငန်းတွေနော်စေဝါလုပ်ငန်းစီလုပ်ငန်းနော်စံစီစေးစာလုပ်ငန်းတွေကထူးထူးခြားအဆင်ပြေအောင်မြင်နေမဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်အဲ့တော့ထင်ငေါ်ကြံ့ညာနေတဲ့ကိစ္စတွေအားလုံးအဆင်ပြေအောင်မြင်သွားမဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်အဲ့တော့ဒီ2026ထဲမှာတနင်္ဂနွေသားတွေအနေနဲ့အိုးပိုင်အိမ်ပိုင်မရှိသေးတဲ့သူတွေဆိုရင်လည်းအိုးပိုင်အိမ်ပိုင်တွေရရှိလာတတ်ပါတယ်အဲ့တော့မကြာခဏခရီးသွားရတတ်တယ်နော်နောက်ရေလန်းခရီးမြစ်တို့ချောင်းတို့အဲ့လိုရေလန်းခရီးရတယ်ပြီးတော့ဆွေမျိုးသားချင်းတွေဧည့်သည်တွေရောက်လာတတ်တယ်ဒီနေ့ထဲမှာရုပ်တရက်ယာရုတိုးတာမျိုးတွေစီးပွားဥစ္စာတိုးတက်တာမျိုးတွေကြုံတွေ့ရတတ်တယ်တစ်ဖြစ်ပါတယ်အဲ့တော့မိတ်ဆွေပေါင်းနဲ့ပတ်သက်ပြီးတော့မိတ်ပြက်ကတတ်တယ်ဒီနေ့ထဲမှာမိတ်ပြက်ကတတ်တယ်မိတ်ဆွေအပေါင်းတွေအထင်မြင်လွဲတာမျိုးတွေကိုကြုံတွေ့ရတတ်တယ်အဲ့တော့ရင်းနှီးချစ်ခင်တဲ့မိတ်ဆွေပေါင်းတွေနဲ့လမ်းခွဲရတတ်တယ်အဲ့တော့မြေကိစ္စစကားပြောရတတ်တယ်မြေကိစ္စအနေနဲ့စိတ်ညစ်ရတတ်တယ်အဲ့တော့ဖုံးကိစ္စမျက်မှန်ကိစ္စတွေစိတ်ညစ်ရတတ်တယ်ဖုံးမှန်ပွဲတာမျိုးတွေဖုံးပျောက်တာမျိုးတွေဖြစ်တတ်တယ်အဲ့တော့မျက်မှန်တက်တဲ့လူတွေဆိုရင်လည်းမျက်မှန်အစ်စ်လဲလိုက်ရတာလို့မျက်မှန်ဂိုင်းကျိုးတာလို့နော်မျက်မှန်ပါဝါတိုးရတာမျိုးတွေလည်းကြုံတွေ့ရတတ်တယ်အဲ့ဒီထဲမှာအိုးပိုင်မရှိသေးတဲ့နင်းငွေသားသမီးတွေနဲ့အိုးပိုင်တွေရရှိလာမဲ့နမိတ်ဖြစ်ပါတယ်အဲ့တော့ကျမ်းမာရေးအနေနဲ့ဆိုရင်ရင်ဘတ်နဲ့ပတ်သက်တာတွေဝမ်းပိုင်းနဲ့ပတ်သက်တဲ့ကျမ်းမာရေးတွေသတိထားပါမယ်ရင်ဘတ်နဲ့ပတ်သက်တာတွေဝမ်းပိုင်းနဲ့ပတ်သက်တာတွေအဲ့တော့တနင်္ဂနွေသားသမီးအနေနဲ့အိမ်တော်တွေသားသမီးရှိတဲ့သူတွေဆိုရင်သားသမီးနဲ့ပတ်သက်ပြီးတော့အနည်းငယ်စိတ်ကတိကောက်ဖြစ်ရတဲ့စိတ်ညစ်ရတဲ့အနေအထားမျိုးမှာရှိနေတယ်အဲ့တော့ခန္ဓာကိုယ်မှာယားနာပေါက်တတ်တယ်အဲ့လိုပေါက်တဲ့အခါမှာဆေးမရှာနဲ့သူ့ဘာသူအလိုပျောက်ကင်းသွားမှာဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးတွေကဒီ2026ထဲမှာငွေစုလိုက်ပုံလိုက်ဝင်တတ်တယ်အဲ့တော့2လအတွင်းဒီ2026ကိုဝင်လာပြီးတဲ့နောက်2လအတွင်းမှာပဲငွေတွေလည်းဝင်ခင်းရှိနေပါတယ်အဲ့တော့မိမိအိမ်မှာရှိတဲ့သုံးနေတဲ့စက်ပစ္စည်းတွေပြတ်တာမျိုးတွေကြုံတွေ့ရတတ်တယ်အဲ့လိုပြတ်တဲ့အခါမှာဖြစ်နိုင်ရင်တော့ရောင်းမပြစ်ဖက်နဲ့ပြင်ပြီးသုံးမယ်ဆိုရင်ပို့ပြီးတော့အကျိုးပေးပါလိမ့်မယ်လုပ်ငန်းကိုင်ငန်းတွေစီးပွားရေးတွေအဆင်ပြေလာမယ်လက်လာပါတွေပွင့်လာမှာဖြစ်ပါလေအဲ့ဒီပြတ်သွားတဲ့စက်ပစ္စည်းကိုမရောင်းသင့်ပါဘူးဒီနေ့ထဲမှာထွက်ထားတဲ့ငွေတွေ
ပြောင်းဝင်လာတတ်တယ်ဥပမာကိုကအကျွေးတို့เนาะအကျွေးတွေကပေးထားတယ်ဆိုရင်ရုပ်တရက်ကိုရစရာရှိတဲ့လူရှိကနေပြီးတော့မထင်မှတ်ဖဲနဲ့ငွေတွေလည်းရုပ်တရက်ကိုအကျွေးတွေပြန်လာဆက်တာမျိုးတွေကြုံတွေ့ရတတ်တဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်အဲ့တော့အခြေရေးကိစ္စတွေအိမ်တော်ရေးကိစ္စတွေမှာလည်းကောင်းမွန်တဲ့အလှည့်ပြောင်းလေးတွေကောင်းမွန်တဲ့အပြောင်းလဲလေးတွေကြုံတွေ့ရတတ်ပါတယ်အဲ့တော့ကျမ်းမာရေးအနေနဲ့ဆိုရင်တနင်္ဂနွေသားမြေ2026ထဲမှာပဲဝမ်ဘိုင်းနဲ့ပတ်သက်တာတွေတော့မူတာမောတာတွေဖြစ်တတ်တယ်အဲ့တော့အကျိုးပေးတဲ့အရာအနေနဲ့ဆိုရင်အဲ့တော့နီညိုရောင်အကျိုးပေးပါတယ်အကျိုးပေးတဲ့ကဏ္ဍအနေနဲ့ဆိုရင်3ကဏ္ဍအကျိုးပေးပါတယ်အဲ့တော့2026ထဲမှာတနင်္ဂနွေသားသမီးတွေအနေနဲ့ရေရာအနေနဲ့ဆိုရင်တစ်နှစ်တာလုံးကံကောင်းမှုအတွက်မိမိအိမ်ထဲမှာစီသမင်းလူလို့ရတယ်နောက်စပယ်ပန်းလူတန်းလို့ရတယ်ဇီးဖြော်ကြီးလူတန်းလို့ရပါတယ်အဲ့တော့ကျွန်တော်နာမည်ကတော့ဆရာတာထက်ဆန်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရှင်ပါဘေးရင်ဆက်သွယ်မေးမြန်းနေတယ်ဆိုရင် Viber ဖုန်းနံပါတ်ဖြစ်တဲ့39 960 990မိနစ်335ဖုန်းနံပါတ်မှာလာရောက်ပြီးတော့ဆက်သွယ်မေးမြန်းနိုင်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတနင်္ဂနွေသားအများအားလုံးဒီ2026ခုနှစ်ထဲမှာကံတွေကောင်းကြပါစေလက်တွေဖွင့်ကြပါစေအလုပ်ကံတွေအဆင်ပြေကြပါစေဘေးပြားတွေဝေးကွာကြပါစေစီးပွားဥစ္စာတွေတိုးတက်ကြပါစေလို့ကျွန်တော်အနေနဲ့ဒီနေရာနေပြီးတော့ဆူတောင်းမြတ်တာပို့တာပေးလိုက်ပါတယ်ကျွန်တော်မိတ်ဆွေဒီနေ့ငွေသားလေးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေကျမ်းမာချမ်းသာကြပါစေ